ကျွန်တော်တို့ထမင်းစားနေတဲ့အချိန်မှာဆိုးရတဲ့အင်တာနက်နေပါရရမယ်ဆိုဆက်စားခြင်းစိတ်ရှိကြလားကို့ကိုချင်လာကိုက်ရင်ရိုက်ပြီးအဲ့ချင်ကိုစားလိုက်မယ်ဆိုပြီးတော့တွေးဦးကြလားဒါကတော်တော်လေးယုံဖို့ကောင်းပါတယ်ဒါပေမဲ့ဒီလိုအရာတွေကိုပုံမှန်အစားတောက်လိုမျိုးစားနေကြတဲ့နိုင်ငံတွေရှိပါတယ်အဲ့လိုထူးဆန်းတဲ့အစားတောက်တွေနဲ့စားတုံးတဲ့နိုင်ငံတွေကိုကျွန်တော်ကပြပြပေးသွားမှာဖြစ်ပါတယ်ထမင်းစားရင်မကြည့်ဖို့တော့အကြံပေးချင်ပါတယ်ဗီဒီယိုလေးမစခင်မှာ channel လေးကို like and follow လုပ်ပေးသွားကြပါဦး Okay, let's go. ပထမဆုံးပြပြပေးမယ့်နေရာကတော့အာဖရိကတိုက်က Victoria Lake လို့ခေါ်တဲ့ရေကန်အင်းသားမှာရှိတဲ့ရွာလေးပဲဖြစ်ပါတယ်။ဒီဒေသမှာနေထိုင်တဲ့လူတွေကဆိုရင်ဆင်းရဲနွမ်းပါးကြသလိုအသားတရဖို့ကလည်းရမ်းခက်ခဲလို့သိရပါတယ်။ဒီဒေသဟာအပူပိုင်းဒေသဖြစ်ပြီးမိုးရာသီရောက်ရေကန်ထဲကတန်းချီတဲ့ချင်းတွေကအုပ်လိုက်ကြီးပြန်ထွက်လာတတ်ကြပါတယ်။ပုံမှန်ဆိုရင်ဒီလောက်များတဲ့ချင်းတွေရှိတဲ့နေရာမှာဘယ်သူမှမနေကြကြပါဘူး။တော်တော်စိတ်ညစ်စရာကောင်းမှသိကြပါတယ်။ဒါပေမဲ့ဒီဒေသလူတွေကအဲ့ချင်းတွေကိုစိတ်ညစ်စရာလို့မမြင်ပဲစားစရာလို့မြင်ကြပါတယ်။တွေးကြည့်လို့မရလောက်အောင်ယွံဖို့ကောင်းပါတယ်။ချင်းတွေကလေထဲမှာတိမ်တိုက်မဲကြီးတွေလိုပြန်တန်းနေတဲ့အခါအဲ့ဒီဒေသလူတွေကအိုးစီတုတ်လိမ့်ပြီးတော့ချင်းတွေဝေယမ်းလိုက်တဲ့အခါချင်းအကောင်ပေါင်းများစွာအိုးမှကပ်ပါလာပါတယ်။အဲ့လိုဖမ်းလို့ရလာတဲ့ချင်းတွေကိုစုပြီးဂျုံနေသလိုနေလိုက်ပါတယ်။နေပြီးတဲ့အခါမှာအသားပြားပုံစံလုပ်ပြီးကြော်စားကြပါတယ်။ဒါကိုသူတို့က mosquito burger လို့ခေါ်ကြပါတယ်။စိတ်ဝင်စားစရာကောင်းတာကချင်းအသားပြားတစ်ခုမှာပါတဲ့ protein ဓာတ်ဟာဆိုရင်တမန်မဲတာထက်9ဆလောက်ပိုများတယ်လို့ပြောဆိုကြပါတယ်။သူတို့ကတဘာဝပေးတဲ့အခက်အခဲကိုအခွင့်အရေးအဖြစ်သုံးချလိုက်နိုင်ကြရလို့လည်းပြောလို့ရပါတယ်။ကျွန်တော်ကတော့ protein ဓာတ်ဘလောက်ပဲပါအဲ့ဒီအပြားကြီးကိုတော့တလုံးမစားပါဘူး။နောက်ထပ်ဆက်ပြီးပြပြပေးမယ့်နေရာကတော့ Iceland ပဲဖြစ်ပါတယ်။ဒီနိုင်ငံဆိုရင်မီးတောင်တွေရေခဲမြစ်တွေနဲ့ပြည့်နှက်နေတဲ့ကျွန်းနိုင်ငံတစ်ခုဖြစ်ပါတယ်။ဒီဒေသဟာစိုက်ပျိုးရေးလုပ်ဖို့လည်းမြေနေရာရမ်းမရှိသလိုအရင်ကဆိုရင်အသားတွေလည်းရမ်းရှားတယ်လို့သိရပါတယ်။တနေ့မှာတော့ရှေးခေတ်လူတွေကပင်လယ်ထဲမှာရှိတဲ့ငမန်းရဲ့အသားကိုစားဖို့ကြိုးစားလာကြပါတယ်။ဒါပေမဲ့သူတို့မှာပြဿနာတစ်ခုရှိနေပါတယ်။အကြောင်းကတော့အဲ့ဒီငမန်းသားကိုအစိမ်းစားရင်အစိတ်မိနိုင်တာပဲဖြစ်ပါတယ်။ကြော်ချက်စားမယ်ဆိုရင်တော့အန္တရာယ်ရှိနေတော့မယ်ဖြစ်ပါတယ်။ဒါပေမဲ့သူတို့ဟာအစားအစာရှားပါမှုတန်ကိုခံနေရတဲ့အကြောင်းနီလန်တစ်ခုကိုရှာဖွေခဲ့ပါတယ်။အဲ့ဒါကတော့ငမန်းသားကိုမြေကြီးမှာ6လလောက်မြုပ်ပြီးအချင်ဖောက်ထားဖို့ပဲဖြစ်ပါတယ်။တနည်းအားဖြင့်ပေါ့အောင်ထားလိုက်တာဖြစ်ပါတယ်။အဲ့ဒီအခါမှာအစိတ်တွေကအမိုးနီးယားဖြစ်ငွေ့ပြန်သွားပြီးစားလို့ရတဲ့အသားဖြစ်လာခဲ့ပါတယ်။အနံ့အသက်ကဘလောက်တောင်ဆိုးနေမလဲဆိုတာတွေးကြည့်ရနေသိနိုင်ပါတယ်။အိမ်မှာထမင်းသိုးတာတို့ကြက်ဥပုတ်တာတို့ဆိုရင်တော့ထမင်းစားမဝင်တဲ့အနေထားမှာဒါကြီးကိုစားဖို့ဆိုတာတွေးကြည့်ရနေအောင်စက်သိမ်းထပါတယ်။ဒီလိုမျိုးယွန်စရာကောင်းနေပေမဲ့ Iceland နားတွေကတော့ဒါဟာသူတို့ဘိုးဘွားတွေကအငတ်ဘေးကနေလွတ်မြောက်အောင်ရှာဖွေကြရင်တွေးရှိခဲ့တဲ့အရာမို့လို့တန်မိုးထားပြီးယခုအချိန်ထိရိုးရအစားအစာဖြစ်စားနေကြရလို့သိရပါတယ်။အားလုံးပဲငမန်းပုတ်သားလေးစားကြပါဦး။နောက်ထပ်ပြပြပေးမှာတော့ကမ်ဘောဒီးယားပင့်ကူကျော်ပဲဖြစ်ပါတယ်။ကမ်ဘောဒီးယားဟာမြေဩဇာကောင်းတဲ့နိုင်ငံဖြစ်ပေမဲ့တမိုင်းကတော့ချမ်းသာပါတယ်။1980ကျော်ခမာနီခေတ်တုန်းကနိုင်ငံတော်အငတ်ဘေးကြီးနဲ့ကြုံတွေ့ခဲ့ရပါတယ်။လူတွေကထမင်းတနတ်စားဖို့အသက်နဲ့ရင်ပြီးရုန်းကန်နေရတယ်လို့လည်းသိရပါတယ်။အဲ့ဒီအချိန်မှာသူတို့ကတောထဲမှာရှိတဲ့ပင့်ကူတွေကိုကြောက်စရာလို့မမြင်ပဲစားစရာလို့မြင်လာကြပါတယ်။ပင့်ကူဆိုတာတာမန်လူတော်တော်များများအတွက်ကြောက်စရာကောင်းနေပေမဲ့အငတ်ဘေးတင်နေတဲ့သူတို့အတွက်တော့ဒါဟာအသက်ဆက်ပေးမဲ့အရာပဲဖြစ်ပါတယ်။သူတို့ဟာပင့်ကူတွေကိုစီနဲနဲနဲ့ကျွတ်နေအောင်ကြော်ပြီးအစားအသောက်နဲပါတဲ့ကိစ္စကိုဖြေရှင်းခဲ့ကြပါတယ်။အငတ်ဘေးမရှိတော့တဲ့အခုအချိန်မှာတော့ဒါဟာအဲ့ဒီတုန်းကရိုးရအလေးထားတစ်ခုဖြစ်တာရှိနေပါတော့တယ်။အခုဆိုရင်ခီးသွားရင်လည်းဒေတာကန်တွေကပါကြမ်းနဲ့တက်တဲ့တရေစာတစ်ခုဖြစ်ဆက်ရှိနေစေဖြစ်ပါတယ်။ကျွန်တော်ကတော့ပင့်ကူဆိုရင်တေလောက်အောင်ကြောက်တာမို့လို့ဘယ်နည်းနဲ့မှစားနိုင်မှာမဟုတ်ပါဘူး။နောက်ဆုံးပြပြပေးမယ့်နေရာကတော့အီတလီနိုင်ငံဆာဒီနီးယားကျွန်းလေးပဲဖြစ်ပါတယ်။ဒီဒေတာလူတွေကသုံးမွေးမြူရေးကိုအဓိကလုပ်ကိုင်ပြီးတောင်ပေါ်မှာအေးအေးဆေးဆေးနေထိုင်ကြတဲ့သူတွေပဲဖြစ်ပါတယ်။ဒါပေမဲ့သူတို့စီမှာကမ္ဘာအထူးဆန်းဆုံးနဲ့အန္တရာယ်ရှိဆုံးလို့သတ်မှတ်ထားတဲ့ခါဆူမာဇူဆိုတဲ့ဒိန်ငယ်ရှိပါတယ်။မြင်အောင်ပြောရမယ်ဆိုရင်လောက်တွေအရှင်လက်လက်ပါတဲ့ဒိန်ငယ်ပဲဖြစ်ပါတယ်။9000ရင်းနဲ့စားကျင်နေကြရလို့ထင်ပါတယ်။သူတို့ကဘာလို့ဒီလိုစားရလဲဆိုရင်အဲ့ဒီဒေတာအပူချိန်နဲ့ပတ်ဝန်းကျင်ဟာဒိန်ငယ်တွေကိုအမြန်ပုတ်တိုးလွယ်စေလို့ပဲဖြစ်ပါတယ်။ရှေးလူတွေကဒိန်ငယ်တွေကိုရင်ကောင်ဥတွေဥခိုင်းလိုက်ပြီးလောက်ကောင်လေးတွေကဒိန်ငယ်ရဲ့အစီကိုစားပြီးအစာချေလိုက်တဲ့အခါဒိန်ငယ်ကအရန်ကိုနူးညံ့ပြီးထူးခြားတဲ့အရာသာဖြစ်သွားခဲ့ပါတယ်။ဒါဟာအစားအစာပုတ်တိုးသွားတာကိုအလကားမဖြစ်စေပဲထူးခြားတဲ့အာဟာရတစ်ခုဖြစ်ပြောင်းလဲလိုက်တဲ့သူတို့ရဲ့အထာကျတဲ့ရှေးဟောင်းနည်းပညာပဲဖြစ်ပါတယ်။အခုထိလည်းတန်ဖိုးထားပြီးစားနေကြရလို့သိရပါတယ်။အာဟာရပြေဝတဲ့လောက်တိန်ငယ်လေးကိုစားကြည့်ကြပါဦး။ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျွန်တော်ပြောသွားရတဲ့အစားအစာတွေကိုစားဖို့တဲ့လို့ရှိရင်comment ထဲမှာ review လေးရေးပေးသွားခဲ့ကြပါဦး။ဒီတွေကတစ်ခုကိုစားရမယ်ဆိုရင်ဘာလို့စားဖို့ရွေးချယ်ကြမလဲဆိုတာလေးပြောသွားပေးခဲ့လို့ရပါတယ်။ကျွန်တော်ကတော့ရင်းနဲ့ထမင်းပါပဲ။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်။ထမင်းစားတိုင်းတွေးမိနေကြဖို့ဆုတောင်းပေးလိုက်ပါတယ်။အားလုံးပဲ peace out